ဂျိုဂျာဗန်နဲ့တူဘူရီယာဘသူကဘောက်ဆင်စကီပိုကောင်းလေဂျိုဂျာဗန်ရဲ့အခုလက်ရှိအနေအထားဖိုက်တာတွေမောကြည့်နေရတဲ့ဟိုးမြင်ယူရောက်သွားပြီဗျာဒီတော့ဂျိုဂျာဗန်တယောက်တူဘူရီယာတို့မကာချက်လိုမျိုးဖိုက်တာတွေနဲ့လက်ရည်ချင်းရှင်မြိုင်လို့ရရလားဒါတော့ပရိသတ်တိုင်းအသိချင်နေကြတယ်အားလုံးလည်းသိကြတဲ့အတိုင်းပဲဗန်တော်တော်လေးကိုရည်ချင်းရှိပြီးတော့ဘောက်ဆင်ကောင်းလို့တဲ့ဖိုက်တာတူဒါကြောင့်မလို့အခုလိုမျိုးချန်ပီယံဖြစ်သွားလဲထိုက်တန်လုံးတယ်လို့ပြောလို့ရတယ်ဗန်ကဘောက်ဆင်စကီမှာဆိုလို့ရှိရင်တော့အခုလက်ရှိချန်ပီယံပါဆိုတဲ့ဖိုက်တာတွေထက်စွမ်းဆောင်ရမနေဘူးဗျဒါကြောင့် UFC မှာဘောက်ဆင်အကောင်းဆုံးလို့ဆိုလို့ရတဲ့တူဘူရီယာနဲ့ဆိုလို့ရှိရင်ဗန်ရှင်လို့ရပြီလို့ထင်တာနောက်ပြီးတော့တူဘူရီယာနဲ့ဗန်တို့နှစ်ဦးမှာဆိုလို့ရှိရင်ဘသူကဘောက်ဆင်စကေးပိုကောင်းမယ်လို့တော့ထင်တယ်ဒါတော့အချက်လက်တွေနဲ့သူတို့ရဲ့ပုံစံတွေကိုနှိုင်းယှဉ်ကြည့်မှပဲသိရမှာပါတူဘူရီယာကတော့တစ်ချက်တူတစ်ချက်ထိမိနေအောင်ထိုးတက်ပြီးတော့လက်ပြီးအလေလွင့်မရှိတဲ့ဖိုက်တာမျိုးပါဝါတော့ပြင်းသလားမမင်းနဲ့ဘလောက်ထိုးထိုးတောင်းမလဲတဲ့ Max Holloway လိုဖိုက်တာတော့မှသူ့ရဲ့လက်သီးကြောင့်လဲသွားတဲ့အထိဗျာနောက်ပြီးတော့သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ဘဲဖိုက်တာမဆိုသူ့ရဲ့လက်သီးထိုးချက်တွေအောက်မှာပဲအရှုံးပေးခဲ့ရတာကြီးပဲဒီတော့တူဘူရီယာလက်ကလည်းပဲလက်ရှိမှာဝေဒန်နှစ်ခုရဲ့ချန်ပီယံအဖြစ်နဲ့ရှုံးမဲမရှိဖိုက်တာအဖြစ်ပြန်ဆန်ရှားဖြစ်နေရတာပါဒါတော့တူဘူရီယာရဲ့ဘောက်ဆင်စကေးကောင်းလုံးပုံကျွန်တော်ပြောပြတာပါတူဘူရီယာလိုမဟုတ်ရင်တော့ဗန်လည်းပဲသူ့ရဲ့အနေအထားတစ်ခုမှာရှေ့ကိုကြမ်းမြရီလက်သီးအနှင်းငယ်တော့အလေလွင့်ရှိပေမဲ့တစ်ဖက်ကဖိုက်တာကိုကွဲပြင်းနေအောင်ဗန်လည်းထိုးနိုင်နေဗျာပြီးတော့သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ဖိုက်တာတွေပဲတစ်ချက်တော့သွားကြည့်လိုက်မကွဲပြဲသူရှိလို့ရှိရင်တစ်ချက်တော့ပဲပြကြည့်ဗျာဒီတော့ဗန်ရဲ့လက်သီးပြေးအားရတော်တော်လေးကိုကြောက်စရာကောင်းတယ်လို့ပြောလို့ရတယ်တူဘူရီယာလိုမျိုးတစ်ချက်ထရိုးရနဲ့တစ်ခါလဲသွားတဲ့ပါဝါမျိုးမဟုတ်ရင်တော့ဗန်လေးပဲ fly weight dance ဆိုတဲ့အနေအထားမှာတော်တော်လေးကိုကျန်းနေတင်မှာပါတယ်ဒါပေမဲ့ဗန်နဲ့တူဘူရီယာကွာသွားတဲ့အရာတကူကတော့ခန္ဓာကိုယ်အရင်တွေပါအရှောင်းလေးတွေမှာဗန်ကတူဘူရီယာလောက်ပညာသားမပါသလိုပြိုင်မဲ့ရဲ့ဂျက်ကောင်းအောင်ထိအောင်ထိုးနိုင်တဲ့နေရာမှာဆိုလို့ရှိရင်လေဗန်ကတူဘူရီယာမမီသေးပါဘူးတူဘူရီယာစီမှာသူ့ရဲ့ signature movement တွေတော့မှရှိတယ်ဗျာဒါကြောင့်ဗန်လည်းပဲဘောက်ဆင်တော်တော်ကောင်းတယ်ဆိုပေမဲ့တူဘူရီယာနဲ့တော့ဒီလိုအချက်တွေမှာကွာဟမှုတွေတွားပြီးတော့ရှိနေပါတယ်ဒါကြောင့်ကျွန်တော်ကတော့တူဘူရီယာနဲ့ဗန်တို့နှစ်ဦးစလုံးမှာဆိုလို့ရှိရင်တော့ချန်ပီယံချင်းတူပေမဲ့တူဘူရီယာကဗန်ထက်ဘောက်ဆင်စကေးပိုကောင်းတယ်လို့တော့ထင်ပါတယ်ကိုယ့်ရဲ့ဖိုက်တာကိုထင်သေးတာမဟုတ်ဘဲနဲ့အမှန်တိုင်းပြောရချင်တာဖြစ်ပါတယ်ဒါကြောင့်ဗန်အနေနဲ့တမိုင်းတစ်ထပ်ပြီးတော့ရေးထိုးခြင်းနေဝေဒန်တက်ပြီးတော့ချန်ပီယံထပ်ဖြစ်ခြင်းသေးရဲ့ဆိုလို့ရှိရင်တော့တူဘူရီယာလိုမျိုးကြောက်စရာကောင်းအောင်ကျန်းလာဖို့လေ့ကျင့်ရမှာပါပြိုင်မဲ့တွေအတွက်ကြောက်စရာကောင်းအောင်ကျန်းမလီပေးနေတော့ဝေဒန်တစ်ခုရဲ့ချန်ပီယံမဖြစ်နိုင်ပါဘူးဒါပေမဲ့ဗန်အခုလက်ရှိမှာတော့ခပတ်ကာကွယ်ပွဲတွေကိုအရင်ဆုံးထိုးရမှာပါပန်လူဂျာနဲ့ပွဲမှာသူနိုင်သွားတဲ့ပုံမှာကဘာတဝမ်းမှာအတော်လေးကိုညင်းပွားထားကြတဲ့အတွက်ကြောင့်မလို့ခပတ်ကာကွယ်ပွဲတွေမှာနိုင်အောင်ထိုးပြီးတော့ဗန်ကဘာကိုတက်တည်ပြအောင်ပါဒါကြောင့်ဗန်ရဲ့အိမ်မက်ကအကောင့်ထဲပေါ်သွားပြီဆိုပေမဲ့ရှော့မဲ့လန်ခီးကတော့အခုမှစမယ်လို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးခင်ဗျာ